examples of electrical energy transfer electrical energy transfer လို့တဲ့ example တွေပြောပြရမယ်ဆိုရင်ဥပမာရေနွေးခေယာ electric kettle electric kettle က plug ထိုးလိုက်တဲ့အခါမှာသူမှာ electrical energy ရှိလာမယ်အဲ့တော့ရေစုလာပြီဆိုတဲ့အခါမှာသူမှာပူလာတာပေါ့အဲ့ဒါကြောင့် thermal energy ဖြစ်ကိုပြောင်းသွားအဲ့တော့ heats the water using a heating element heating element ကိုသုံးပြီးတော့ရေတွေကိုအပူပေးလိုက်တာပေါ့နော်အဲ့တော့ toaster လည်းပဲ plug ထိုးလိုက်တာပေါ့နော် plug ထိုးလိုက်တဲ့အခါမှာ electrical energy ရှိလာမယ် electrical energy ကနေပြီးတော့မှဒီပေါင်မုံကိုမီးကင်တာဖြစ်တဲ့ကြောင့် thermal energy ဖြစ်ကိုပြောင်းသွားတယ်အဲ့တော့ heating element toast the bread အဲ့တော့ဒီ heating element နေရာမှာဒီပေါင်မုံကိုသူက toast လုပ်လိုက်တာပေါ့နော်